ခွဲကြနိုင်လိမ့်မယ်ပန်းလူကောင်းငင်ရဲ့တိမ်လွာပြင်ကိုစေးဆိုလိုက်စမ်းပါနေအောင်ကြီးရဲ့နောက်ဖက်မကူခင်ရှိကတဲ့အောက်ကလားဒီဟုတ်တယ်အဲ့ဒါကိုအချင်းချင်းတွေကဖြစ်ကုန်တာဘာမှတို့ရတယ်လို့အေးပြီးသားသိလားအဲ့လာတဲ့ကောင်တွေကအဲ့လိုတွေဖြစ်ကုန်တာဒါအင်ဂျင်နီယာဟာဒီကတပြင်းလုံးလည်းမဟုတ်ကွက်ကလေးလောက်တာဘုရားအလိုက်တာပါကန်ထရိုက်အလိုက်တာဟုတ်ဘူးကန်ထရိုက်ကအင်ဂျင်နီယာလောက်ပဲလေကြီးကြက်လောက်ပဲအောင်စုံအလိုက်တာလေလုံးတော့ပြန်လဲကွက်ကိုလက်သမားလဲကွက်ကိုနင်းကစောင်းကြည့်လို့အင်ဂျင်နီယာခေါ်လိုက်ဟုတ်တယ်အင်ဂျင်နီယာတို့လိမ့်နေကြတယ်လောရတယ်ပြီးသေးဦးတော့တို့လေဟိုဘက်ကနေရတယ်သူချောတော့မချောရတယ်ဟိုဘက်နေသူချောရတယ်ဟိုဘက်ခန်းနေပါ